ဒီလူဟာပင်လယ်ထဲမှာတလားလုံးမျောနေခဲ့ရတယ်။နေ့တိုင်းသူနဲ့သူ့မိသားစုဟာအသက်ရှင်ငါးတွေစားပြီးအသက်ဆက်ခဲ့ကြတယ်။ဒါပေမဲ့တနေ့မှာတော့သူအရန်စာလောင်မှုကိုမခံနိုင်တော့ဘူး။ဒါကြောင့်သူကရှေ့မှာထိုင်နေတဲ့သူ့သားကိုစားဖို့စဉ်းစားလိုက်တယ်။ရက်ဆက်တဲ့ဖခင်ကသားကိုခေါ်သွားတော့မယ့်အချိန်မှာမိခင်ကတန်ကြုံတစ်ခုကိုကောက်ယူလိုက်တယ်။ပြီးတော့အဲ့ဒီရက်ဆက်တဲ့ဖခင်ကိုတက်ပြီးပင်လယ်ထဲပစ်ချလိုက်တယ်။အခုတော့မိခင်ကလည်းငါးတွေကိုစားရတော့တယ်။မိသားစု၃ယောက်ဟာပင်လယ်ထဲမှာဆက်လက်မျောနေခဲ့ကြတယ်။နောက်ဆုံးမှာတော့စာလောင်မှုကြောင့်တေတော့မယ့်အချိန်မှာ Rachel ကရှေ့ဘက်မှာမြေတစကိုတွေ့လိုက်တယ်။အစမှာတော့အမြင်မှားတာလို့ထင်ခဲ့တယ်။ဒါပေမဲ့တေချာကြည့်လိုက်တော့ကျုံးငယ်လေးတစ်ခုဖြစ်နေတာကိုသိလိုက်ရတယ်။သူမလည်းချက်ချင်းအယမ်းဝမ်းသာသွားတယ်။နောက်တော့လေကကမ်းခြေကိုအောင်မြင်စွာရောက်သွားတယ်။ Rachel ကကလေးနှစ်ယောက်နဲ့အတူကျုံးပေါ်တက်လာခဲ့တယ်။အရင်ဆုံးကလေးတွေကိုအစာကျွေးဖို့စဉ်းစားလိုက်တယ်။ဒါကြောင့်ချွန်ထက်တဲ့ကရိယာနဲ့အုံးသီးကိုခွဲပြီးအုံးရည်ကိုတောက်ကအားပြန်ထိလိုက်တယ်။ပြီးတော့ခံတဆတစ်ဆောက်ကိုထောင်းတနေရာမှာဖြန့်လိုက်ပြီးပစ္စည်းတွေကိုကမ်းခြေစီဆွဲယူလာကရိုးရှင်းတဲ့တဲလေးတစ်ခုစောက်လိုက်တယ်။အဲဒီနောက်ကလေးတွေကိုခေါ်ပြီးရေချိုရှာဖို့ထွက်သွားတယ်။နည်းနည်းလမ်းလျှောက်ပြီးနောက်ချုံမြေနဲ့စမ်းချောင်းတစ်ခုကိုတွေ့လိုက်တယ်။သူမကရေနွေးအိုးထဲကိုအမြန်ကြီးဖြည့်လိုက်တယ်။အနားမှာတော့မပြောသေးသင်္ဘောသီးနဲ့ထမ်းပင်တွေပါတွေ့လိုက်ရတယ်။ဒီအသီးတွေကြောင့် Rachel ကကလေးနှစ်ယောက်ကိုကျွေးမွေးနိုင်တော့တယ်။အခုတော့သူတို့စာလောင်ပြီးမတည်တော့ဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျုံးပေါ်ကရာသီဥတုရုတ်တရက်ပြောင်းလဲသွားတယ်။ခဏကြာမှာတော့မိုးကြီးအသေးအတန်ရွာချလာတယ်။ Rachel ကကလေးနှစ်ယောက်ကိုမိုးလို့ဖို့တဲတဲပြန်ခေါ်သွားတယ်။ဒါပေမဲ့သူစောက်ထားတဲ့တဲကအသုံးမဝင်တာကိုသိလိုက်ရတယ်။ဒါကြောင့်ကလေးနှစ်ယောက်ကိုစောင်းနဲ့ပတ်ပြီးမိုးထဲမှာပဲထိုင်စေဖို့ကလွဲပြီးနေမရှိတော့ဘူး။မိုးတိတ်သွားတဲ့အချိန်မှာတော့သူတို့ရဲ့တဲကပျက်စီးသွားခဲ့တယ်။ Rachel ကအခုအစ်စ်တစ်ခုပြန်ဆောက်ရမယ်ဆိုတာသိလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူ့သားလေးကအမေလို့အော်ခေါ်လိုက်တယ်။သူမနောက်ပြန်လှည့်ကြည့်လိုက်တော့လူမရှိတဲ့ကျုံးပေါ်မှာတစ်သားအိမ်လေးတစ်လုံးရှိနေတာကိုတွေ့လိုက်ရတယ်။သူမလည်းချက်ချင်းထပြီးအဲ့ဒီဘက်ကိုရှောက်သွားတယ်။ဝမ်းသာအားရနဲ့တစ်သားအိမ်လေးပေါ်တက်သွားခဲ့တယ်။ကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်။ကြိုက်နေတဲ့ရင် subscribe လုပ်ပေးနိုင်ပါတယ်။